အားလုံးပဲမင်္ဂလာပါညီမကတော့ထွန်းရနာကိုပိုင်တဲ့ကျောင်းဒရာသမားများမှာပညာသင်ကြားနေတဲ့မဆွာရဲ့နားလေးဖြစ်ပါတယ်ညီမအခုခဏနာနေရပါပြီးရင်စပြန်လုပ်တော့မှာပဲ writer ဆိုတာနဲ့စာရေးပြီးလုပ်ရမယ်လို့သင်ကြရမလားညီမလည်းအဲ့လိုပဲသင်ခဲ့တယ်ဒါပေမဲ့ဒီထွန်းရနာကိုရောက်တဲ့ချိန်မှာတော့အားလုံးကကြိုက်ပြချနာခဲ့ပါရဲ့ဒီမှာစာသင်ပြတကယ်ကောင်းတယ်အလွတ်ချက်ခိုင်းတာမျိုးတန်းနားလဲအောင်အရင်ရှင်းပြရဲအတိကဆရာဆရာမတွေကအရင်သဘောကောင်းတာပဲစာနာမလဲရင်စပါမေးဖို့မကြောက်ရဘူးသူတို့ကစိတ်ရှိလက်ရှိနဲ့တေချာရှင်းပြပေးနိုင်တော့စာလုပ်ရတာအဆင်ပြေသွားရောညီမအတွက်ကတော့ဒီကျောင်းက pressure ရမများဘူးအတင်းကျပ်ကြီးလောက်ခိုင်းတာမျိုးတန်းကိုယ့်ဘက်ကိုစာလုပ်ချင်စိတ်ပေါ်အောင်ကိုဆရာဆရာမတွေကခိုင်းလုပ်ပေးရဲ့ပဝင်းချင်ကလည်းအတင်းတိတ်ဆိတ်အေးချမ်းမှုရှိတော့စာထဲမှာအယုံစိုက်ဖို့ပို့လဲသွားတာပေါ့